cyclone နဲ့အလယ်လန်းတလန်းထဲမှာကျန်းနိုင်လားတဲ့ dance bro တောက်ရည်တဲ့မီးရလည်းမလာဘူးဗျာအဲ့လောက်က easy ပါလို့နော် service ပါယူပြလိုက်မယ်ဗျာ double dance bro ဒါနဲ့တလက်စားတယ်ကျွန်တော်တို့ရဲ့မြန်မာအကုံဆောင် Joshua Van respect ရေးစားပါတယ်ခင်ဗျာနောက်ထပ်လည်းဘယ်လိုမျိုး challenge တွေကိုလုပ်ပြနိုင်မလဲဆိုတာ brother တို့ရဲ့ comment လေးတွေလိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့အားပေးမှုအတွက်ကျေးဇူးထူးတင်ရှိပါတယ် ဗီဒီယိုလေးကိုလည်း like and share ဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်